မဲမင်္ဂလာပါအခုဒီချက်ကဒီပန်းလောက်တာလေးပြပေးမယ်နော်ဒါလေးလှုပ်ဖို့အတွက်ကိုပစင်းခေါင်းတိဘက်နော်ဒီအလုံးဘက်ကဂျိုးလေးအားကြတော့သူက15လက်မှယူရမယ်အလုံးဘက်ကဂျိုးသည်15လက်မှပြီးသွားပြီဆိုလို့ရှိရင်အတွင်းနဲ့ကအယောင်ဆက်ထားတယ်ဒီမှာပန်းရောင်လေးကကြတော့14လက်မှယူရမှာနော်အထက်ကဒီအခွေလေးကကြတော့4လက်မှကိုခွေထားတာနော်အဲ့တော့ဒီဟာကြတော့အဖူးလေးတွေလှုပ်ထားတာအဖူးကတော့လှုပ်တက်ပြီးသားနော်အဖူးကလှုပ်တက်ပြီးသားပြန်လှုပ်ပြမယ်အဖူးကဒီမှာ2အောင်ဆက်အဖူးလှုပ်ထားတယ်2ကြိုးတစ်ခါတည်းကင်မယ်နော်သူက2ကြိုးရှိတာ2ကြိုးစလုံးချုပ်ရိုးလေးကိုအောက်မှာထားမယ်နော်ချုပ်ရိုးလေးတွေတစ်ကြိုးကအပေါ်ရောက်တယ်တစ်ကြိုးကအောက်ရောက်တယ်အဲ့လိုမဖြစ်စေနဲ့2ကြိုးလို့အောက်မှာရှိရမယ်2ကြိုးလုံးချုပ်ရိုးအောက်မှာထားအဲ့ဒါပြီးသွားရင်အဲ့2ကြိုးကိုညီဝအောင်လို့မီလေးတစ်ချက်နည်းနည်းလေးတို့ပဲเนาะအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဒီဟာကြတော့ဟိုပိတ်စတွေလိုမျိုးအထဲကိုအစာတွတ်လို့မရအောင်လေเนาะအဲ့တော့သူ့ကိုအစာတွတ်လို့မရတော့တဲ့မီလေးနဲ့ပဲတို့ထားတယ်ဖဲလိတ်ကကြတော့ပြီးရင်ရှီမှာအဖူးလုပ်တဲ့အတိုင်းပဲเนาะ3စိတ်စာလေးခောက်မယ်3စိတ်စာတစ်ချက်စပြီးခောက်လိုက်ပြီးပြီးနောက်ထပ်ပြီးတော့ခောက်မယ်နှစ်ခါ3က4က5က6ခရောက်ခေါက်အဲ့တော့တုံမယ်ဒီမှာအခုဒီကျေတို့ဒီခောက်ထားတဲ့အထက်မီးတုတ်ထားတဲ့ဟာလေးရဲ့ဒီဘက်မှာပန်းရောင်လေးက1 2 3အနီညိုလည်းအဲ့လိုပဲ3ဖို့เนาะဒီဘက်မှာလည်းအဲ့လိုပဲ1 2 3အဲ့လိုဖြစ်နေရမယ်เนาะတူရမယ်ဟိုဘက်နဲ့ဒီဘက်နဲ့အရေးအတွက်ကလေအဲ့ဒါပြီးသွားရင်ဒီချေတို့ရှိမှလုပ်သလိုပဲဒီ3ခုများနောက်ဆုံးဟာကိုနည်းနည်းလေးလျော့မယ်เนาะအပေါ်ကနေတုပ်ဖို့အတွက်ကိုဒါရှိမှလုပ်တတ်ပြီးသားပါเนาะဒီဟာဟောက်မယ်ပြီးရင်အဖေနဲ့နှစ်ခါထည့်မယ်အယောင်ကကြိုက်တဲ့အယောင်ဆက်ပါနော်နှစ်ခါထည့်ပြီးသွားရင်ဒီထိတ်ကလေးကိုလာချွန်ပြီးတုပ်မယ်နော်အဲ့တော့ကိုချွန်မယ်လို့မှန်းထားတဲ့နေရာလေးကိုအကိုထွက်လာမယ်ထွက်ပြီး2ချက်3ချက်လောက်တုပ်မယ်ဒီဘက်ကနေဟိုဘက်ကနေဒီဘက်2ချက်3ချက်တုပ်ပါမယ်ခိုင်နေထိတုပ်နော်2ချက်3ချက်တုပ်ပြီးသွားပြီဆိုလို့ရှိရင်သူပြန်ပြီးတော့အောက်ပြန်ဆင်းသွားမယ်အောက်ပြန်မဆင်းခင်ကိုအခုဒီဘေးလေးကိုလည်းအရင်ထိုးအောင်နော်အောက်ထိမဆင်းသေးဘူးဒီအဖုအဖူးရဲ့ဘေးလေးကိုထိုးမယ်ဒီဘေးလေးပါခိုင်ဝအောင်လုပ်တယ်နော်ပြီးအမတုပ်လိုက်ရပြီရှိမှာဗီဒီယိုလုပ်ရမလားမသိဘူးဗီဒီယိုမကြည့်လိုက်မိပဲကိုအာရုံနဲ့ကိုလုံနေတယ်မဒီအဖိုးကလုံတက်ပြီးသားဆိုတော့ထားလိုက်တော့မနော်အဲ့ဒါပြီးသွားပြီဆိုရင်ရှိမှာလုတ်ခဲ့တဲ့အတိုင်းပဲနော်တူတူပဲပြီးသူ့ကိုကက်ရက်ကလေးဖြတ်မယ်ကိုတုတ်ထားတဲ့နေရာနဲ့နော်ကက်ရက်ကလေးဖြတ်လိုက်တာဆိုရင်ရပြီဖဲလိတ်ကိုသုံးထားတဲ့ဆိုရင်မီလီနည်းနည်းပြန်တုတ်ပြီးဖဲရဖွာတယ်လေအဲ့ဆိုရပြီတဖူးနော်အဲ့တော့ဒီမှာအလဲမှာခောက်ထားတဲ့ဟာလေးရဲ့ဒီဘက်မှာ3လိုင်းဖြစ်နေရမယ်နော်ကျိုးက6ကျိုးပေါ့နော်အဲ့ပန်းရောင်ကြီးပဲ3လိုင်းနီညို3လိုင်းအားလုံး6ကျိုးဒီဘက်မှာလည်း3လိုင်းအဲ့လိုမျိုးတဖူးရပြီအားလုံးပေါင်းတစ်ဖက်အတွက်ကိုတစ်ချက်3မှုလောက်ထားတယ်နော်ဒီပုံလေးလောက်ထားတယ်ဒါပန်းလုပ်ပြီးမှလာပြီးတော့ကတ်လိုက်တာဒီပုံလုပ်တယ်ရတယ်လို့အခုဒီလိုမျိုးထပ်ပြီးတော့ဒါအချင်နဲ့ထပ်တုပ်တိုင်းရပြီနော်ဒီလိုမျိုးကိုကြိုက်တဲ့ပုံဖော်လို့ရတယ်တဲ့လားအခုဒီမှာတော့တစ်ချက်3မှုကိုလုပ်ခိုင်းသွားပါမယ်ရင်မုံကပ်ပန်းနေဆိုအရင်ကြွကြွားကြီးလုပ်တယ်အဲ့ဒါဆိုရင်အခုဒီလိုမျိုးထပ်ပြီးတော့ကတ်တုပ်သွားလဲရတာပဲနော်အခုလောလောဆယ်တော့ဒီပုံလေးဖော်မယ်ဟိုဒါဆိုရင်အဖူးလောက်တာကိုရပြီဆိုတော့ဒီပန်းခောက်တာကိုပြမယ်ပန်းလုပ်ဖို့အတွက်ကိုရှေ့မှာဖြတ်ခိုင်းထားတယ်နော်ခေါင်းတီးကျိုးဆိုရင်
15လက်မှဒီအတွင်းထဲကကြိုးလေးဒီ14လက်မှယူမယ်လို့ပြောတာเนาะဒါအခုကတော့ခွင်းဘက်လုံးမှာဖြစ်တဲ့အတွက်12လက်မှပဲယူထားတယ်အဲ့ဒါပြီးအလဲမှာခွေဖို့အတွက်ကအခွေက4လက်မှခွေလို့ပြောတာလေဒီမှာ4ခွဲလေးကိုအမှတ်သားလေးမှတ်ထားလိုက်ဒီမှာ4ခွဲကိုမှတ်ထားတယ်အဲ့ဒါပြီးသွားရင်ဒီခြေတို့လုံးနေကြအတိုင်းနောက်ထပ်ဒီမှာเนาะဒီ4ခွဲနေ5စိတ်ကိုခောက်မယ်ဒါကျေသီးခွင်းနေခောက်ပါမယ်เนาะဒါကို5စိတ်အရွယ်ကျေသီးခွင်းနေလာမယ်เนาะဟိုဘက်နဲ့ဒီဘက်နဲ့ဒီအညီယူမယ်เนาะအဲ့လိုမျိုး5စိတ်အရွယ်ကျေသီးခွင်းနေသူ့ကိုဒီမှာအတွင်းနဲ့နေပြီးတော့မှစထိုးတာဒီအတွင်းနဲ့ပဲစပြီးတော့ထိုးမယ်အထုံးလေးကိုကြားထဲရောက်သွားစီခြင်းလို့เนาะအဲ့ဒါကိုအချီပြောက်2ချက်3ချက်လောက်ထိုးမယ်2ချက်3ချက်လောက်ထိုးလိုက်အချီအပြောက်ဖြစ်သွားပြီအဲ့ဒါပြီးသွားပြီဆိုရင်ခွင်းလေးရပြီဆိုရင်ဒီမှာယူထားတဲ့ကျိုးလေးနောက်အခုဒီမှာဒီဘက်နဲ့ဒီ4လက်မှခွဲယူထားတဲ့ဒီကျိုးနဲ့အညီဒီပန်းရနောက်တစ်ကျိုးလာထားပြီးသွားရင်ဒီအလဲမှာလာပြီးတော့တုပ်အောင်မယ်เนาะဟိုဒီရဲ့အကြံဒီကျေသီးကွင်းလုပ်ပြီးတော့အကြံဒီရဲ့အကြံ4လက်မှခွဲရှိတာเนาะအဲ့လိုမျိုးအဲ့တော့သူ့လဲ4လက်မှခွဲလာပြီးတော့တုပ်မယ်ဒီကြားတွေကိုလာထားပြီးတော့တုပ်မယ်ရှေ့မှာအယောင်ဆက်တုပ်ခဲ့တယ်လို့ပဲเนาะ2ချက်3ချက်ခိုင်းတဲ့အထိတုပ်ပြီเนาะဒီဘက်က4လက်မှခွဲ2ကျိုး2ချက်3ချက်ခိုင်းတဲ့အထိကိုတုပ်ပေးပါတုပ်ပြီးသွားပြီဆိုရင်စပြီးပန်းခောက်တော့မယ်ဆိုတော့အလဲခွေလေးခွေမယ်အလဲခွေရင်အမြဲတမ်းပြောနေကြအတိုင်း2ကျိုးသုံးပြီဆိုတော့အတွင်းထဲကကျိုးဒီရှေ့ကကျိုးထက်ကို4စိတ်ရောရပါမယ်အဲ့တော့သူ့ကို4စိတ်စာလေးဖြတ်ပစ်မယ်เนาะ4စိတ်စာလေးမဖြတ်လို့ရှိရင်အခွေအိုက်နေမှာအိုက်ကြသွားလိမ့်မယ်အဲ့ဒါပြီးရင်ဒီနဲ့ကျိုးခွေသွားမယ်ဒီနည်းနဲ့တိုးလိုက်အဲ့ဒါပြီးရင်အဲ့ဒီ4လက်မှခွဲကိုအခွေကိုခွေလာမယ်နှစ်ကျိုးဖြစ်တဲ့အတွက်အပေါ်ကနေကြည့်လိုက်လို့ရှိရင်2ရောင်လုံးမြင်နေရအောင်ခွေပြီเนาะတရဲ့လေးခွေ2ကျိုးစလုံး2ရောင်လုံးမြင်နေရအောင်ခွေရမယ်ကြစ်လေးခွေမယ်เนาะအပေါ်နေကြည့်လိုက်ရင်2ကျိုးလုံးမြင်နေရမယ်2ကျိုးတီလဲမျက်နှာပြင်လေးတွေညီနေရမယ်အဲ့ဒါပြီးဇာကနာထုတ်ပြီးသွားရင်လက်နဲ့လိုက်ဖိပြီးညီအောင်ပြီးသူအချီအပြောက်4ဘက်4လမ်းတုပ်ပါမယ်ဒီဘက်4လမ်းတုပ်ပြီးသွားပြီဒီအရင်ကတုပ်ပြီးပြီဒီဘက်ကကြာလွတ်နေတွေ့လားအဲ့တော့ဒီဘက်ကိုလည်းတုပ်မယ်နော်ဒီဘက်အရင်နဲ့တုပ်တယ်ဒီဘက်အရင်နဲ့တုပ်တယ်အဲ့ဒါမှ तू ကခိုင်းသွားမှာလေဒီကျေတီခွင်းရဲ့ဟိုဘက်တော့ကောဒီဘက်တော့ကောအချစ်အပြောက်လေးနဲ့တုပ်ပြီးအဲ့ဒါမှခိုင်းမယ်ညီပြီးတော့လှသွားမယ်ရပြီဆိုရင်အခုတောင်နောက်ထပ်တစ်ပတ်ထပ်ပါမယ်ဟိုဒါ4ဘက်4လမ်းကုတ်တုပ်ပြီးနော်ဟိုဘက်ရင်ရောဒီဘက်ရင်ရောတုပ်ပြီးပြီဆိုရင်နောက်ထပ်တစ်ပတ်သူ့ကိုထပ်ပြီးပတ်မယ်အချီလာတုပ်မယ်နောက်ထပ်တစ်ပတ်ပတ်တာကြတော့ဒီလိုတအားတက်အောင်မဆွဲတော့ဘူးခါတိုင်းဆိုတီချေတော့ကြစ်ကြစ်လစ်ဖြစ်အောင်တင်းလေးဆွဲတယ်အခုကတော့မတင်းဘူးတလေးပဲနည်းနည်းလေးဒီမှာခြောင်နယ်ဆူုပ်လေးနော်တအားလေးမခြောင်ရပါဘူးအရင်ဆွဲမထားတာတော့ပဲန
နည်းနည်းလေးချောင်းနေတလို့အနေထားလေးလောက်ပဲအဲ့ဒီအနေထားလေးအခုဒီနားလေးကိုတစ်ချက်လာတုံမယ်ဒီနားလေးတစ်ခုပဲတုံမယ်နော်ပတ်လည်းမတုံဘူးနော်မတက်တယ်ပြန်စင်းမယ်အဲ့ဆိုရင်ရပြီတောက်လျှောက်ကြည့်အကုန်လိုက်မတုံလိုက်ဘူးနော်ဒီတောက်ကလေးတစ်ခုပဲအဲ့ဒါပြီးသွားပြီဆိုရင်စပြီးပန်းပုံဖော်တော့မယ်နော်အခုဒီမှာဒီနှစ်ကြိုးကိုသုံးရမယ်အခုဒီနှစ်ကြိုးကိုဒီအထဲကိုလာထည့်မယ်အဲ့ဒီနှစ်ကြိုးကအခုဒီမှာမညီတော့ဘူးခွေလာတဲ့ခါမှာအတွင်းကြိုးကပန်းရောင်ကရှည်ထွက်လာပြီတွေ့လားအမြဲတမ်းပန်းရောင်ကအတွင်းကြိုးတည်ရှည်ထွက်လာအတွင်းကြိုးလေးကိုရှည်လာတာညှပ်ပလိုက်ကင်လို့လွယ်အောင်လို့အဲ့ဒါပြီးရင်သူ့မီလေးတို့ဖိလိုက်နှစ်ကြိုးပူအောင်လုပ်လိုက်မယ်နော်မီလေးတို့ထားလိုက်စတာနှစ်ခုပူးသွားပြီလေအဲ့ဆိုထည့်လို့လွယ်တယ်အဲ့ဒါပြီးရင်အခုဒီမှာခုနတီချေတို့တပတ်ထပ်ပတ်လာကြတော့နည်းနည်းလေးချင်ချောင်းလေးချီမတော့ရသေးတဲ့ဒီဟာတဲကိုဒီကြိုးလာထည့်မယ်ဇာကနာလေးနဲ့ညှပ်ပြီးထည့်ဒီတိုင်းလက်နဲ့ထိုးထည့်လဲရတယ်လက်နဲ့ထိုးတဲ့ခါကျရင်လက်ဝင်မှာဆိုလို့လေအလောကခတ်နေမှာဆိုရင်ဒီတိုင်းထိုးတဲ့နဲ့ထိုးတဲ့ဇာကနာနဲ့မှထိုးတဲ့နဲ့ဇာကနာနဲ့ထိုးတဲ့အခုဒီမှာတပတ်ထပ်ပတ်ထားတဲ့ဒီနှစ်ကြိုးရဲ့ကြားတွေကိုထိုးထည့်လိုက်တာဇာကနာနဲ့ကန်ရပို့လွယ်တယ်နော်ဆွဲချပြီးဒီကျေသီးခွင်းလေးပစိမ်းကောင်းသီးဆိုရင်လည်းပစိမ်းကောင်းသီးကအနောက်ဘက်မှာရှိမှာနော်သူ့ကြော်ပြီးတော့ဒီချေတို့ကလာပြီးတော့ထည့်တာဆွဲချတာဟိုဒီမှာအောင်ဆွဲချလိုက်ပြီတစ်ပတ်ရပြီနော်သုံးဘက်ပတ်မှာသုံးဘက်ထဲမှာဒီထဲကိုလေအခုမှဒါတစ်ခါပဲရှိသေးတယ်သုံးခါထည့်ရမှာတစ်ခါပဲရှိတယ်နောက်တစ်ခါထပ်ထည့်မယ်ဒါကလေအခုဒီချေဒီနဲ့ကျိုးဒီတိုင်းတစ်ခါလဲသွားလိုက်တယ်တကယ်လို့လေလက်မနိုင်တဲ့သူဆိုရင်ဒီနဲ့ကျိုးအနောက်ဘက်မှာအချီလေးနဲ့ကပ်ပြီးတီးသွားရတာတီးပြီးွားပြီဆိုတော့မှအခုလိုမျိုးလာထည့်ကြတာเนาะအဲ့လိုမျိုးနောက်ပိုင်းကျရင်တော့ဒီအကုန်လုံးကတော့ဒီလိုပဲထည့်သွားတာပါလက်နိုင်သွားလိမ့်မယ်เนาะအခုကတော့လက်မနိုင်ဆိုခုနဒီချက်ပဲသလိုအနောက်ကတီးပြီးမှထည့်เนาะဟိုဒါတစ်ခါရပြီသုံးခါထည့်မယ်လို့ပြောတာလေနောက်ထပ်နှစ်ခါထပ်ထည့်မယ်အဲ့လိုပဲဇာကနာလေးနဲ့ညှက်ပြီးွားရင်ဒီတစ်ပတ်ရော့လေးပတ်ထားတဲ့ထဲကိုလာထည့်တာနော်ဒီထဲပဲထည့်လို့ရတခြားနေရာတုတ်ထားပြီးသားဖြစ်နေပြီထည့်လို့မရတော့နှစ်ပတ်စီပြီအဲ့ဒါပြီးသွားပြီဆိုရင်ထည့်လိုက်တဲ့ခါကြလို့ရှိရင်လည်းပြပြမယ်တတိထားဖို့ကထည့်လိုက်တဲ့ခါကျရင်ချုပ်ရိုးအောက်မှာမရှိရဘူးအပေါ်တက်ချင်တစ်ခါတည်းပြန်လဲပါပြီးဒီချေတို့2ရောင်3နားတယ်အခုထည့်လိုက်တဲ့ကြိုးတီလည်းပန်းရောင်ရောဒီနီညိုရောင်လေးရောပေါ်နေရမယ်နော်နှစ်ကြိုးစလုံးပေါ်အောင်ထည့်ရမယ်နော်အဲ့ဒါမှပုံထွက်လေးဒီလှပါမယ်အခုဒါနှစ်ခါပဲရှိသေးတယ်သုံးခါထည့်မယ်လို့ပြောတာလေနော်နောက်တစ်ခါထပ်ပြီးတော့ထည့်မယ်နောက်တစ်ခါထည့်လိုက်ကြတော့ဒီကြိုးရဲ့အရင်နာရောက်လာပြီးကြည်သီးခွင်းနာကတ်လာပြီကိုထည့်တာတော့အဆင်ပြေတဲ့နေရာနာထည့်လို့ရတယ်နော်ဆွဲချလိုက်လို့ရှိရင်သူကအဲ့ဒီနာရောက်တော့မှာသုံးဘတ်ရှိပါပြီเนาะထည့်လိုက်တာ3ခါထည့်မယ်လို့ပြောထားတယ်လေเนาะဒီမှာဒါ3ခါထည့်ပြီးသွားပြီ3ခါထည့်ပြီးသွားပြီဆိုလို့ရှိရင်အခုဒီမှာနှီးစီပန်းပုံလေးပေါ်သွားပြီအဲ့ဒါကိုတီချေတို့ကအခုလိုက်ပြီးတော့အချီလေးနဲ့လိုက်တုံမယ်ဒီတိုင်းလေးပဲဆိုလို့ရှိရင်ဒါပြန်ပြုတ်သွားမှာလေအပြင်တစ်ဘက်ကအဲ့တော့သူ့အနောက်ဘက်ကိုလှည့်ပြီးသွားရင်အခုလိုက်ပြီးတော့တုံမယ်အခုတီချေတို့3ဘတ်ပတ်ထားဒီလိုရစ်နေတဲ့နေရာဒီလိုစုံချက်နေရာလေးတွေတုံအဲ့ဒါဆိုရင်နှစ်ကြိုးလုံးထိုးမိတယ်အဲ့ဒါအကုန်လုံးပတ်လက်လိုက်တုံမယ်ဝင်လိုက်ထွက်လိုက်နဲ့အကုန်လုံးလိုက်တုံပေးမတော့သေးတဲ့နေရာမှန်တယ်များအကုန်လုံးလိုက်တုံမယ်နော်အဲ့ဒါအကုန်လိုက်တုံပြီးသွားရင်ဒီပိုနေတဲ့ကြိုးကိုအနောက်ဘက်ကိုဆွဲချတုပ်ပြီးဖြတ်လိုက်လို့ရှိရင်ရပြီလေနော်ပိုနေတဲ့ကြိုးလေးကိုအနောက်ဘက်မှာဆွဲချပြီးတုပ်လိုက်တယ်ဒါဆိုရင်ရပါပြီပြီးသွားပြီဒါပို့တာအောင်ညက်ပြည့်ဒါဆိုရင်ရပြီအဲ့ဒီဟာကိုမှဒီပုံလေးဖြစ်သွားအောင်ဒီအဖူးလေးတွေလိုက်တုပ်တာခွင်းနဲ့တက်မှာတဖူးအချီနဲ့လာတုပ်ပြီးသွားရင်ဒီဘက်မှာတဖူးတုပ်ဒီဘက်မှာတဖူးတုပ်အဲ့ဒါဆိုလို့ရှိရင်သူကဒီပုံလေးထွက်သွားပြီနော်ဒါဆိုရင်သူကဒီပုံလေးရသွားမယ်အချီနဲ့အနောက်ကနေလိုက်ပြီးတုပ်ယူပဲနော်
ဒီမှာတက်လိုက်ဆင်းလိုက်နဲ့တဖူးအရင်စတုပ်လိုက်တယ်ဒီပစင်းကောင်းသီးနဲ့တက်တယ်မှာเนาะခွင်းဆိုရင်လည်းခွင်းနဲ့တက်တယ်မှာတဖူးရင်တုပ်လိုက်တယ်ပြီးဒီဘက်ဘေးမှာတဖူးဒီဘက်ဘေးမှာတဖူးထပ်ပြီးတော့တုပ်မှာเนาะအဲ့တော့အောက်ကနှင်းစီနဲ့လည်းတုပ်မယ်ဘေးကအဖူးဖူးချင်းနဲ့တုပ်မယ်အခွေနဲ့နှင်းစီနဲ့လည်းအဖူးနဲ့တွဲအဖူးချင်းနဲ့တွဲအဲ့ဒါခိုင်လေးဖြစ်အောင်တွဲเนาะခိုင်ဒီမှာပြုံးမထွက်မှာပိုလဲလှမှာအင်းကြီးမှာတောင့်လေးဖြစ်နေမှာခိုင်မှာမခိုင်ရင်မတောင့်ဒီဘက်မှာလည်းနောက်တစ်ခုထပ်တွဲမယ်เนาะဒါဆိုရင်တုပ်ပြီးသွားပြီအဲဆိုရင်သူကဒီမှာအင်းကြီးတစုံစာအင်းကြီးခြေသီးတစုံစာရပါပြီခေါင်းနဲ့ခွင်းနဲ့เนาะဒါကိုလိုသူလိုပုံဖော်လို့ရတာเนาะအခုဒီအဖူးတွေမထည့်ပဲနဲ့နှင်းစီပဲလုပ်တဲ့ဒီဇိုင်းနဲ့တွေ့ပါလိမ့်မယ် line ပေါ်မှာဒီတိုင်းလေးရတယ်လို့ဒီအဖူးနဲ့ဆိုတာဒါဒီချက်ဒီလိုလေးလုပ်လိုက်တယ်အဲ့တော့ပို့ပြီးတော့ကြွားတယ်ပို့လှတယ်အဲ့လိုလေးထည့်လေးရတယ်လို့ဒီပန်းထဲမှာအဖူးတစ်ဖူးရဲ့အရွက်ကလေးတွေ2ရွက်3ရွက်ရဲ့ဒီလိုလေးလာကတ်လေးရတယ်ဘေးမှာကိုကြိုက်တယ်လို့ကတ်သွားတွဲသွားလို့ရเนาะအခုတော့ဒီပုံလေးကိုလုပ်ပေးပါအင်ကြီးတစ်ထဲစာ9စုံခါတိုင်းလုံးနေကြအတိုင်းပဲအင်ကြီးတစ်ထဲစာ9စုံလုပ်ပြီးအိမ်စာလေးပြန်ပြပေးပါเนาะအားလုံးပဲအဆင်ပြေကြပါစေရှင်